ဒီနေ့ကတော့ပေါ့ပပလေးပဲအိမ်မကြီးကိုရင်းနဲ့စာလေးလုပ်လိုက်ပေါ့ပပလေးချက်စားလိုက်နေဖြစ်တမ်းဖြစ်ပါတယ်ဗျာကဲလိုက်စားကြအောင် Morning guys ဒီနေ့ကတော့ကျွန်တော်နောက်ကျမှနိုးပဲကိုကောင်လေးကအရင်နိုးနေအဲ့တော့ကိုလက်တန်းစီပြီးမနက်စာအမြင်အမိတော့စားပါမယ်ကလေးသနာပါရဲ့စောကြီးနိုးပြီးတော့မနက်စာစားဖို့စောင့်နေတာကျွန်တော်ကမထပြီးတော့မစားရအောင်မနက်စာတော့ပေါ့ပပလေးပဲစားလိုက်ပါတော့မယ်ပေါမုတ်ထောပဲတော့ရဲ့ကျဲဥကြော်ရင်းနဲ့ကွေကောက်လေးပါဗျာအေးပြတဲ့ကအစားကြီးလည်းပြတ်ပါတယ်ဗျာတိတ်ပြီးတော့စားမဝင်ဘူးဖြစ်တာဗျာစားပြီးတော့ပြီးတော့လှုပ်လေးပါလေးလှုပ်လိုက်ပါအောင်မယ်နေပွင့်တော့လှမ်းတဲ့အဝေးလေး6တိုင်းနည်းနည်းပပလေးခောက်လိုက်ပါအောင်မယ်အပြင်ကိုထွက်ပြီးအတီပတီမစုံရရင်တော့အိမ်မှာလည်းလှုပ်ရှုပ်ပါတယ်အလံဝင်းနေဖြစ်တဲ့စာလေးကလည်းသူ့ကိုလှုပ်ပါအောင်နဲ့ခေါ်နေတင်နာသမျှလေးအလကားအသက်မပြအောင်တော့တပတ်ချတစ်ခါလောက်ပေါ့နော်ပြန်ပြီးနှွေးပြရပါတယ်နေတိုင်းတော့စာမလုပ်နိုင်ဘူးစာလေးနည်းနည်းလှုပ်လိုက်ပြီးဆိုကောင်းအောင်ကြိုက်လာအောင်အဲ့တော့ကျွန်တော်အိမ်မှာအမြဲဆောင်လာတဲ့အစိမ်းအောင်ပါရာကလေးတောက်ပါမယ်အစားနဲ့နည်းနည်းဝေးနေလို့မုတ်လေးစားပြီးမှတောက်မယ်ပါရာကပ်ကကျွန်တော်အမြဲဆောင်လာတဲ့အကြောင်းတက်တုံးကလည်းဆောင်လာတယ်အဓိကတော့ဒီကောင်းကြိုက်တာတို့ဖျားခြင်းတို့ဖြစ်တာတို့အတွက်ပေါ့ဗျာအဲ့လိုနဲ့စာမလုပ်ဖြစ်တော့ပါဘူးဟိုကောင်နေလက်ခီးတော့ဘလော့ရေးကြည့်နေကြတာညနေကျတော့ရေတော့ကူကြပါမယ်ဗျမကူးခင်ကျွန်တော်ဆန်အောင်ရေးစိန်ငယ်အောင်မယ်ပြင်းစီရကောင်းတဲ့ဘွားကြီးမှာတင်းတင်းစိတ်လှုပ်ရှားစရာလေးပြောစရာလေးရှာဖွေရလဲမောပေါ့ဗျကိုတော့ကိုစိတ်လေးပြောအောင်လို့စိတ်ကိုနီးလက်မျိုးမျိုးနဲ့ပြင်ပြီးနေကြည့်ရတာပဲကိုရီးယားဆန်လိုက်ဂျပန်ဆန်လိုက်မြန်မာဆန်လိုက်နဲ့ပေါ့စကားကြီးတွေရှောက်ပြောရတော့မဟုတ်ပါဘူးတရက်ကိုကျန်းမမာလေးနဲ့ဖြတ်တန်းနေနိုင်တာကိုတော်တော်ကန်ကောင်းနေပြပြလဲအခုတော့သိမှာမဟုတ်ဘူးနေမကောင်းဖြစ်တဲ့ကသိလိမ့်မယ်ညရောက်တော့ကျွန်တော်ညစာစားဖို့ပြင်ဆင်ပါတယ်ညစာတော့ရွာမှာပေါ့ပေါ့ပါလှုပ်ရှားပြတဲ့အတိုင်းပဲလက်ဖက်တုပ်လေးရဲ့တရက်သီးမဲ့လေးရဲ့နဲ့ကျဲ have rain jolly စားပါမယ်ပေါ့ပပတာပြောရပါအခုကုံစင်းတို့နဲ့ရှင်မယ်ဆိုရင်တော့ဒါလည်းဖွဖွရလေးပါပဲကော်ပီမရှိလို့ခရမ်းချင်သေးရဲ့အချုံမမပေါ့စားလေးရဲ့ပဲထည့်ပြီးတော့ကျွန်တော်ကလက်ဖက်တုပ်ဆိုစီများကြတဲ့အတွက်စီကိုများများလေးထည့်ပြီးတုပ်လိုက်ပါတယ်အနက်ရတာလည်းပြည့်စုံတော့ပါပဲဗျာအနစ်တွေကိုနှမျိုးလို့အိုလူပြီးရင်တော့စိတ်မရှိဆုံးတရက်သီးအခွန်ခွာရတာပါပဲတရက်သီးလေးကလည်းဝါပြီးတော့မွေးနေရတရက်သီးခွဲပြီးဆိုရင်အငယ်ကနေပြီးတော့ကျွန်တော်အစီတွေကိုလူခဲ့ရအောင်သတိရတရက်သီးအစီစုပ်ကလည်းတော်တော်ကောင်းနေဗျာပြီးရင်တော့အကျွမ်းကျင်ဆုံးဖြစ်တဲ့ကြဲဥလေးကြော်ပါမယ်အသားတက်လေးပို့ပြီးပအောင်လို့ကြဲဥလေးလုံးလောက်ကိုကြော်လိုက်မယ်ပြီးရင်တော့စားလေးဖြူရေခဲတဲ့မှာကြံသေးကြဲဥကြောင်လေးလည်းကြော်လိုက်ပြီးရင်ညစာလေးကအစင်သစ်ပါပဲဗျာဒါဆိုရင်တော့ပကသနာမပါတဲ့ညစာလေးက ready ပါဗျာစားလိုက်ပါအောင်မယ်စားကြပါအောင်ဗျာဒီမှာဆန်ဆန်လေးပါဆိုမှအလဲမှာကင်ဂျီပကန်းပါနေသေးတယ်တရက်သီးမဲ့နဲ့ထမင်းပူပူလေးနေအောင်တကယ် share ပဲဗျာဒီလိုညစာလေးကကျွန်တော်ငယ်တော့မိုးရသည်ဆိုအများဆုံးစားခဲ့ရတာပါရန်လဲကောင်းပါတယ်စားပြီးတော့ပြီးရောညနေရတက်ကုန်ကဲရတဲ့ကောင်တော့ဒီမှာချကျင်တယ်လို့ဖြစ်လို့ဆိုတော့ပါရာကက်အစိမ်းလေးတိုက်လိုက်မယ်ကိုနဲ့ကိုမိသားစုနဲ့တဲ့တဲ့ဆေးလေးတွေကိုလည်းဆောင်ထားတင်ပါတယ်ဗျာကျွန်တော်လည်းညဘက် editing မထိုင်ခင်ကောင်းနေလေးကြိုက်ချင်နေလို့ပါရာကက်လေးတောက်ပြီးလှုပ်လိုက်ပါအောင်မယ်မမေ့နဲ့နော် gap အစိမ်းအောင်ပါရာကက်ជីဦးစားတဲ့ကြံမှာရောအစားကြီးရဲ့မောင်ဘရက်တို့နိုင်ပါမလားဘယ်တယောက်ကနိုင်ပါပြီစုဝေဘလို့ရမလဲဆိုတော့ရင်ခုန်နေပါပြီဟဲ့စားရပါဗျာအဲ့လိုမျိုးပြိုင်ပွဲရှိရင်တော့ပြိုင်ပြီးသားပဲညီမပလာဇာကို shopping ထွက်လာရင်လည်းဘိုက်စာရဲဆိုလို့ကျွန်တော် 1kk ကိုမှဝင်ပြီးကြိတ်ခဲ့ပါတယ်မာလာជីဦးတဲ့ menu သစ်ထွက်နေတာဒါလေး try ကြည့်အောင်ជីဦးမာလာနဲ့မကြားဘူးပါဘူးစားတော့ကောင်းပါမလား 1kk ကို fan ဆိုတော့လည်း try ကြည့်လိုက်မယ်ဗျာအဲ့တော့အစုံမဲမှာလိုက်တော့မယ်ဒါကတော့မာလာជីဦးအရင်နဲ့ပါဗျာပြီးရင်တော့ဒါကတော့မာလာជីဦးစီချက်ပါရတာတွေတော့အရန်အောင်သိကျင်နေပါပြီ story လေးလည်းတောက်မယ် portion နဲ့ size ကတော့ပုံမှန်ជីဦးတွေလိုပါပဲဗျာမာလာနဲ့လီရောတော်တော်လေးမွေးရချက်သားဝက်သား2မျိုးမှလို့ရပါမယ်ရတာကတော့မာလာနဲ့ជីဦးပေါင်းဆက်တာရဲ့5လေးပါဒါလေးကတော့မာလာချက်တောင်မှန်ကင်မှာဒီမှာအာလူထောင်းလေးနဲ့စားလိုက်တဲ့ခါမှာလည်းအထုံအဆက်ညီညီလေးနဲ့ JO ရဲ့ vibe နှစ်ခုလုံးပေါင်းဆက်ထားတဲ့ပုံစံမျိုးလေးဗျာမာလာချက်တဲ့သူတွေတော်တော်လေးကိုကောင်းပါတယ်မာလာချက်တောင်မှန်ကင်လေးဆိုရင်လည်းမွေ့အီလေးနဲ့ဟိုမှာဘီးမလည်းတွဲပြီးစားဖို့အာလူထောင်းလေးလည်းပေးထားပါတယ်မကြီးစော်လေးနဲ့တို့စားကွက်တီပဲမာလာနဲ့ထားတဲ့ကြာဆွဲကင်လေးတွေလည်းပါသေးတယ်တောင်မှန်ရဲ့အစီတက်ပြည့်ဝမှုနဲ့မာလာရတာနဲ့တွဲဖက်လိုက်တော့ကွက်တီပေါ့ဗျာပြီးရင်တော့အကြိုက်အများဆုံးမာလာ JO စီချက်ပါပုံမှန် JO ဆိုအရေးပဲကြိုက်ရမယ်ဒီမာလာ series တက်မှာကျွန်တော်ဒီမာလာ JO စီချက်ကိုပို့ပြီးကြိုက်တယ်ဗျာဒီလိုမျိုးရှက်ရှက်ပပမာလာနဲ့ JO တွဲဖက်ပြီးရောင်းတာကျွန်တော် game နေ့တည်းရလို့ပဲ time limited offer နဲ့ပဲရောင်းပေးမှာဖြစ်ပါတယ်မေလ14ရက်ကနေ August 17ရက်နေ့ထိပါမာလာ series day ကကြိုက်နေတဲ့ဝယ်စားပြီးတော့ stamp လေးတွေလည်းစုလို့ရပါတယ်3ခွက်ပြည့်ရင်2000 off 9ခွက်ဆိုရင်မာလာချက်အယိုးလုကင်10ခွက်ပြည့်သွားရင်တော့မာလာကြီးကိုတပွဲရရှိမှာဖြစ်ပါတယ်မေလ14ရက်ကနေပြီးတော့ဆိုင်ခွဲအားလုံးနိုင်မှာရပြီနော်စားပြီးတော့ပြီးဆိုရင်တော့နည်းနည်းပပဝယ်ချမ်းပြီးတော့ပြန်လိုက်ပါအောင်မယ်မိုးလေအေးရမို့လို့အိမ်မှာလည်းပြန်ပြီးတော့ကိုွေးကျင်နေပေါ့ဗျာကဲတတာဒီနေ့ကတော့အစားရိတ်ဆုံးကျင်နေဆိုတာနဲ့စားကျင်တာမှန်သမျှအကုန်ရတယ်လက်ပြည်ထီကိုသွားပြီးတော့အစားရိတ်ဆုံးခဲ့ပါရဲ့ပေါ့ဗျာကဲလိုက်ခဲ့ဗျာကဲရောသားပါစားမလဲစီဖူးနဲ့ဆယ်မွန်စားခြင်းနဲ့ရောသားပါစားခြင်းလဲ hot pot ဆူရှီကိတ်မိုးစားခြင်းနဲ့ဒါဆိုရင်တော့အားလုံးအစုံစားလို့ရတဲ့နေရာကိုသွားမယ်။စီကားရေးဈေးကြီးပြီးတော့နေလဲပူရနဲ့ပဲကိုဖြောက်ပြီးပဲသွားလိုက်ပါတယ်။ကဲရောက်ပြီဗျာ။အခုကတော့မယန်းကုန်းမင်းတမလန်စီပူစီတီဟော့ပေါ်ရောက်ရှိနေရဖြစ်ပါတယ်။တယောက်ချင်းနေရာရွေးနောက်ပြီးတော့ကောင်းတွေကိုမူးပါပဲ။ရွေးစီရည်ဆိုအစုံမအစုံဗျာပင်လယ်စာအသားလုံးအသားပြားကြိုက်တာပြောလိုက်ရစီရမယ်ဆိုတဲ့ပုံစံမျိုးအကုန်ရှိပါတယ်။ထူးခြားချက်ကတော့ပင်လယ်စာရည်ဆိုတော်တော်လေးလက်ဆက်တယ်။ကျွန်တော်တို့ကြိုက်အချိုပွဲတွေ side dish တွေဆူရှီကြိုက်တဲ့သူတွေဆူရှီတွေပီဇာတွေအကျော်လော်တွေအများကြီးပါပဲ။ drinks တွေ beverage တွေလည်းရှိပါတယ်။ဒါဆိုရင်တော့အားရပါရွေးနေကြပါပြီ။ငယ်ကောင်တွေကပင်လယ်စာတော်တော်ကြိုက်တယ်ကျွန်တော်တို့အသားပြားတွေပိုကြိုက်တယ်ဗျာ။ဆူရှီစားခြင်းနဲ့ကောင်တို့လည်းမှာဆူရှီထည့်ပြီးရင်တော့အနားမခေါ်နိုင်တာဒီအချိုပွဲပေါ့ဗျာဒီကိတ်မုတ်လေးတွေကိုဒီ chocolate fountain ကနေတိုးစားတာတော်တော်လေးကိုစားလို့ကောင်းတယ်ကလေးစိတ်ကြိုက်ပေါ့ဗျာဟောဒါနဲ့ Cebu City မှာစိတ်ကြိုက်ရွေးချက်သုံးဆောင်လို့ရတဲ့ package လေးမျိုးရှိပါတယ် hot pot ကြိုက်တဲ့သူတွေအတွက် hot pot level package salmon level package luxury seafood level package ဆိုပြီးတော့သုံးမျိုးရှိပါတယ်နောက်ထပ် package တစ်ခုကတော့စိတ်ဝင်စားစရာအကောင်းဆုံး hot pot မစားတဲ့သူတွေအတွက်ဒီ Cebu City ရဲ့ international menu ပေါင်း200ကျော်နဲ့အချိုပွဲတွေတောက်စရာတွေ side dish တွေအကုန်ဗျာ hot pot ကလွဲပြီးတော့အဲ့လိုမျိုးအစုံစားလို့ရတဲ့ international dining buffet package လေးလည်းရှိပါတယ်ဒါဆိုရင်တော့ဒီနေ့ကတော့ international ဆန်လေးစားလိုက်ပါဦးမယ် Cebu
Seafood City မှာစားမယ်ဆိုရင်တော့ PR ရဲ့ကနန်း1000ကနန်းဆိုရင်တကယ်စားနိုင်တဲ့သူတွေတော့ကတော့တင်းကြီးမကတန်ပါတယ်အသားလွှာရယ်ဆို share ပဲတခါရဲတချီရဲတွတ်လိုက်တာမနေဝါရတယ်နေအောင် budget စီအောင်ပြောပြမယ်လူ4ယောက်သွားမယ်ဆိုရင်2ယောက်က hot pot ကိုမှာလိုက်ဗျာကျန်တဲ့2ယောက်ကခုနကျွန်တော်ပြောတဲ့ဈေးလဲအနှိမ့်ဆုံးဖြစ်တဲ့ International Dining Buffet Package ကိုမှာလိုက်ဗျာဒီလိုမျိုးဆိုနေနဲ့တက်တာဝါရယ်ဗျာအစုံလဲစားရတယ်ပင်လယ်စာတွေကတော့တကယ် must try မှာညီကိုရင်းနဲ့လို့အစားဆုံးရတယ်တော်တော်လေးကိုအေဂျင့်သားဗျာ view ကောင်းတဲ့ခုံလေးမှာရွေးထိုင်အစားအစာတွေတခါရဲမယူတာနဲ့တကြော်ကြီးမှာတကြော်သွားယူပြီးတော့စားဗျာအဲ့ဆိုဘိုက်ချောင်းထက်ချောင်းဝေါလို့မှာရုပ်တွေလည်းကောက်လို့ရတယ်ဟဲဒီနေ့တော့အဓိကစားချင်နေတဲ့ salmon လေးပါ let's salmon တွေလည်းရတယ်ကဲဘာလို့သေးလဲဗျာပြိုင်ကားလား husky လား lady ကြိုက်တာပြောဆိုအရန်ပို့ပြောရတာမဟုတ်ပါဘူးကျွန်တော် Seafood City ဆယ်မွန်ပို့ပြီးကြိုက်တယ်အရင်တစ်ခေါက်ဂျပန်ဆိုင်နေမှာစားသိပြီးတော့သဘောမတွေ့ဘူးဗျာဆယ်မွန်သိမကြိုက်တဲ့အငယ်ကောင်တော့မှစားနေရဗျာကျွန်တော်တမြောင်မီတမြောင်တွတ်လိုက်ပါတယ်တော်တော်လေးကိုစိတ်ပြီးတော့စားလို့ကောင်းတာပြီးရင်တော့ရေခဲမုတ်လေးကိုဘိုးက chocolate fountain တွေက chocolate တွေဆမ်းပြီးတော့အချိုတက်ခဲ့ပါတယ်ကဲတစ်ခေါက်တော့ Seafood City မှာသွားပြီးတော့ try ကြည့်ကြနော်ကိုယ့်ရဲ့မျက်နှာထက်ကြီးရဲ့ထိုင်ဝမ်ကြက်ကြော်ကြီးတွေစားပြီးတော့ဒီနေ့တနေ့တာကိုထိုင်ဝမ်ဆန်ဆန်လေးအစားရဆောင်ကြရအောင်ဗျာကဲလိုက်စားကြပါအောင်ဗျမနက်ကင်းတခင်းလုံး edit တင်လို့ဝီနေလေကြောက်ဘိုက်စာတော့ထမင်းပဲရှိရယ်ရေခဲတဲ့တိုင်းမှာလည်းဘာမှမရှိဘူးအဲ့ဒါနဲ့ TikTok မှာပါရဖြစ်နေတဲ့ဒီကြက်သားပြားကြော်ကြီးတွေစားဖို့ Junction Square ကိုရောက်ရှိလာပါပြီဗျဆက်စချင်းမှရင် view လေးကိုကြည့်ပြီးမောပြီးရောဗျာကဲဘိုက်တွေလည်းစားနေမို့လို့သွားမှလိုက်ကြရအောင်ဒီမှာ menu တွေတော်တော်စုံနေဗျအခုတော့ signature 2x ကြက်သားပြားကြော်ကြီးမှာပါမယ်သူက original လည်းမှာလို့ရည်လို့အရသာမုတ်လေးနဲ့လည်းမှာလို့ရပါတယ်ကျွန်တော်ကတော့ 2x မှာလာရဲ့ spicy ရဲ့နဲ့မှာခဲ့ပါတယ်ပူပူကျွတ်လေးနဲ့စားလို့ကောင်းတဲ့ကစုံကြော်လေးလည်း must try ပါ Inoki အမှုကြော်မှာရှင်းကြီးမုတ်လေးဖြူပေးတာလည်း must try မှာကဲကျွန်တော်မှာတားရည်လည်းရောက်ပြီးဆိုတော့ပြီးတော့စားလိုက်ကြရအောင်ချက်သားပြောက်အပြင်မှာအဲ့လောက်ကြီးပါမလားလို့ curious ဖြစ်နေရဗျာဒီမှာတော်တော်ကြီးပါတယ်အမှန်တိုင်းပြောမယ်တကယ်စားလို့ကောင်းပါတယ်ကျွတ်မွားပြီးတော့ဒီအမှုတ်လေးရရတာနဲ့ထိမိနေရောပဲဒီကစုံလုံးကြော်လေးရလည်းပူပူလေးစားမယ်ဆိုရင်တော့တကယ်ကျွတ်လေးနဲ့မှုေးပြီးတော့စားလို့ကောင်းပါတယ်ဒါကတော့ 2x spicy လေးပါသူလည်းကောင်းတာပဲဒါပေမဲ့ကျွန်တော်တော်တော်ဆက်တယ်ကျွန်တော်ကတော့အဆက်မစားနိုင်ဘူးအဆက်ကြိုက်တဲ့သူဆိုတော်တော်ဆွဲလောက်တယ်ပါ size ကလည်းကြီးပဲနောက်တစ်ခုကတော့ကျွတ်အီထုတ်လေးနဲ့စားလို့ကောင်းတဲ့အမှုကြော်လေးပါရင်းကြီးမုတ်လေးပါဖြူတော့မှုေးပြီးတော့လုံးဝတော်တော်လေး fresh ဖြစ်တယ်အသီးစစ်စစ်နဲ့ဖြော်ထားတဲ့ဒီ cheesy mango လေးရလည်း green ရှင်းစီမှာပါဗျာကလေးတွေတော့တော်တော်ကြိုက်ပြီးတော့ enjoy နေကြပါတယ်ဒါလည်း signature ထိုင်ဝမ်ဝသားထမင်းလေးပါအရင်ကဒီဘက်ကဘူးသေးလေးနဲ့ထည့်ပေးမယ်အခုကဘူးကြီးနဲ့ပြောင်းပြီးထည့်ပေးတာပါတယ်အရင်ကျွေးပါတယ်ဗျာအနံ့ကတော့တော်တော်လေးမွေးရရတာလားရတာကတော့အမှန်တိုင်းပြောမယ်ဆိုရင်တကယ်ကိုကောင်းပါတယ်အနှစ်တည်းဆိုရင်ဒီထမင်းအောက်ခြေတီကိုစိတ်ဝင်ပြီးတော်တော်လေးစားလို့ကောင်းတယ်အသားပိုးရှင်းလည်းများရဲ့ဗျအော်ခုနကြက်သားပြားကြော်ကြီးလို့ရတာမဟုတ်တယ်နဲ့မကြိုက် original ကိုမိုက်လို့အချင်းလေးနဲ့လည်းစားလို့ရပါတယ်အခုကျွန်တော်ပြပြပြီးွားတဲ့ဆိုင်လေးကတော့ Junction Square ပေါ်တဲ့ Secret Garden မှာရှိတဲ့ Two House ဆိုတဲ့ Taiwan Street Food and Bubble Tea ဆိုင်လေးပဲဖြစ်ပါတယ်ကဲသွားပြီးတော့ try ကြည့်ကြအောင်နော်လူကိုကြည့်ရရွာသားစိတ်တက်ကကြတော်ကိုရီးယားစံကျင်နေရဲ့အဲ့ကျွန်တော်ပါအေးတကယ်ချင်းကနေတို့ရောက်နေတာအော်အေးဘာလို့တော့ကိုရီးယားစံဖြတ်တဲ့နေနေဆိုလို့ဝက်ခောက်ကိနဲ့ကိုရီးယားစားဆိုင်လောက်ထားတယ်နော်အေးလာပြီအဲ့လိုနဲ့တငယ်ချင်းတွေကောင်းမှုနဲ့ဒီနေ့လဲကိုရီးယားစံလေးဖြတ်တန်းပါမယ်ချင်းကူတွေဆိုရင်မချင်းကူပဲမနေနိုင်ဘူးဆိုတော့ချင်းကူကိုလမ်းပြီးခေါ်လိုက်ပါတယ်ဒီလိုမျိုးချင်းကူတွေစနှစ်ခါပြောစရာမလိုအောင်ချက်ဆိုတာနဲ့နှစ်ခေါက်ကမီတာအလုံးတက်ညီလက်ညီလိုက်လို့စီစီလုံးလေးပဲဖြစ်နေရမယ်ဒီနေ့ကတော့သူတို့ဝက်ခောက်ကင်လောက်ထားရလို့ပြောရပဲမှန်တကယ်ဝယ်ထားတာပါဒါပြီးဂျင်းလာထည့်လို့မရဘူးဆိုတော့ကိုရီးယားစစားလေးရဲ့ချင်းကူလေးရဲ့ perfect ကိုပဲပေါ့ဗျာချင်းကူမှာဆိုရင် strawberry green grape ရော get fresh နဲ့ peach ဆိုပြီးတော့ရတာ5မျိုးရှိပါတယ်ဒီနေ့လဲလန်းဆန်းသွက်လက်နေရကျွန်တော်ကလန်းဆန်းသွက်လက်ချင်းကူ fresh လေးတောက်ပါမယ်ဒီနေ့စားပြီးတဲ့ဝက်ခောက်ကင်လေးနဲ့ချင်းကူနဲ့တွဲဖက်ပြီးစားရင်လည်းတော်တော်လေးလိုက်ဖက်ပြီးတော့တစ်မျိုးလေးကောင်းပါတယ်ချင်းကူမှာချစ်ပြီးယူလိုက်ချင်းကူတို့ကြိုက်ဆိုတဲ့ promotion လေးရှိပါတယ်ခဲချစ်ကန်ဆယ်မဲ့ပါပလင်းလေးဝယ်ပြီးတော့ခဲချစ်ကုတ်နံပါတ်9လုံးကိုဒီမှာပေးထားတဲ့ဖုန်းနံပါတ်ကိုပို့လိုက်မယ်ဆိုရင်အကြီးဆုံးဖြစ်တဲ့ကိုရီးယားကိုအလဲပတ်သွားခွင့်နဲ့အတူ Blind Box Day K-pop album တွေကိုလည်းကန်ထူးနိုင်မှာဖြစ်ပါတယ်ဖုန်းပေကန်ထူးရဲဆိုရင်လည်းအလိုအလျောက်ဖုန်းပေရမှာဖြစ်ပါတယ်ဗျာအားလုံးပဲချင်းကူတောင်းရင်းနဲ့ကန်နေထူးကြပါစေဗျာ